Recording. ကဲအဲ့တော့32က should လောက်တင်တယ်ဆိုတဲ့ဟာခုနလို must လောက်လေတံမပြင်းဘူးလောက်တင်တယ်လို့အကြံပေးတာခပ်ပြော့ပြော့ပဲ You shouldn't watch TV so much TV ကိုအဲ့ဒီလောက်ကြီးမကြည့်ရဘူးလေမကြည့်သင့်ဘူးလေ should ဆိုလို့ရှိရင်ကြည့်သင့်တယ်လောက်သင့်တယ် shouldn't ဆိုရင်မကြည့်သင့်ဘူးမလောက်သင့်ဘူးနော်မလောက်သင့်ဘူးဆိုတဲ့သဘောso much ကိုအဲ့ဒီလောက်ကြီး so လို့အောင်အဲ့ဒီလောက်လို့ဘာသာပြန်ကြည့်အောင်နော် now should infinitive က should နောက်က verb form နဲ့လိုက်တယ်ဟိုမှာ should do should stop should go should watch အတိတ်ကြတော့ sorry negative ကြတော့ shouldn't do shouldn't stop shouldn't go shouldn't watch Ruby ကိုကြည့်အောင် should do something မင်းတခုခုလုပ်တင်တယ်လုပ်တင်တယ်လို့ပြောတာဟာ it is a good thing to do လုပ်ရင်ကောင်းတယ်လို့ပြောတာ it is the right thing to do လုပ်ရင်မှန်တယ်လို့ပြောတာအကြံပေးတာပါလုပ်ဖို့အကြံပေးတာဥပမာ Tom doesn't study enough Tom ကတိုက်ရိုက်ပြန်မယ်ဆိုရင်တော့လုံလောက်အောင်စာမကျက်ဘူးဆိုတော့စာကျက်တင်တယ်လို့မကျက်ဘူး he should study harder သူဒီထက်ပိုပြီးတော့ကြိုးကြိုးစားစားစာကျက်တင်တယ် it's a good film ဒီရုပ်ရှင်ကကောင်းတာ you should go and see it မင်းသွားကြည့်တင်တယ်ခုနကအပေါ်မှာတော့ you must see it လို့ပြောခဲ့တယ်နော်အဲ့ဒါနည်းနည်းအတော့ကိုတိုက်တွန်းတဲ့သဘောရှိတယ် when you play tennis ရိုက်တဲ့အခါမှာ you should always watch the ball ဘောလုံးကိုအမြဲတမ်းကြည့်နေရတာနော်လူကိုလည်းမကြည့်ဘူးဘောလုံးကိုကြည့်တာ now B C ကြတော့ you shouldn't do something ခုနက should do ကလုပ်တင်တယ်ပြောတာ shouldn't do ကမလုပ်တင်ဘူးပြောတာဟုတ်ပြီနော်must တုန်းက must နဲ့ mustn't နဲ့နော် must ကလုပ်တင်တယ်လို့ပြောပြီးတော့ mustn't ကြတော့လုပ်လို့မဖြစ်ဘူးလို့ပြောတာအဲ့ဒါဒီမတူဘူးနော်သဘောမတူအဲ့ဒါသတိထားပါ shouldn't do something ဆိုတာ it is not a good thing to do လုပ်ရင်မကောင်းဘူးလို့ပြောတာ shouldn't ဆိုတာ should not Tom shouldn't go to bed so late အဲ့ဒီလောက်ကြီးနောက်ကျပြီးတော့အိယာဝင်လို့မသင့်ဘူး You watch TV all the time မင်းတစ်ချိန်လုံး TV ကြည့်တာ You shouldn't watch TV so much TV အဲ့လောက်ကြီးမကြည့်သင့်ဘူးလေအဲ့တော့ we often say I think ပြီးတော့ should I think ဆိုတဲ့စကားလေးထည့်ပြီးတော့ပြောတယ်ဘယ်တော့အကြံပေးတာကို I think ဆိုတာထည့်လိုက်တော့လေတံနည်းနည်းပိုပြော့သွားတဲ့သဘောပေါ့မလုတ်တင်ဘူးထင်တာပါပဲလို့မလုတ်တင်ဘူးလို့တိုက်ရိုက်ပြောတာမဟုတ်ဘူးမလုတ်တင်ဘူးထင်တာပါပဲလုတ်တင်တယ်ထင်တာပါပဲဟုတ်ပြီနော်အဲ့ဒီသဘောမျိုးလေးအဲ့တော့ဒီမှာတတိထားဖို့ကကြိုပြီးပြောမယ်အောက်ကဟာမကြည့်ခင် I think လုတ်တင်တယ်ထင်တယ်လို့ပြောတာမလုတ်တင်ဘူးထင်တယ်လို့ပြောရင် I don't think ဟုတ်ပြီနော်အဲ့တော့ I think you should ဆိုရင်မင်းလုတ်တင်တယ်လို့ငါထင်တယ် I don't think you should ဆိုတာမင်းမလုပ်သင့်ဘူးလို့ငါထင်တယ်အဲ့တော့ you shouldn't လို့မပြောင်းပဲနဲ့ရှေ့က I think I don't think ပဲပြောင်းသွားတာမိကုန်းကြတော့လေ do you think you should ဟုတ်ပြီနော်အဲ့တော့ရှေ့မှာ I think I don't think do you think ဆိုပြီးတော့ positive negative question ဒါပြောင်းသွားတယ်နောက်ကတော့ should ပဲ shouldn't ဖြစ်မသွားဘူး I think Lisa should buy some new clothes. Lisa ဝယ်စားတဲ့ကလေးနဲ့တော့ဝယ်တင်တယ်လို့ထင်တာပါပဲပြောချင်တာ I think it is a good idea အဲ့လိုလုပ်ရင်ကောင်းမယ်လို့ပြောတာ It's late နောက်ကျနေပြီကွာ I think I should go home now နော်အခုအိမ်ပြန်မှဖြစ်မယ် Shall I buy this coat ဒီကောင်းအင်ကြီးဝယ်ရင်ကောင်းမလား Shall I လို့ပြောတာအချမ်းတောင်းနော် Shall I ရှေ့မှာတွေ့ခဲ့ပြီးသားပါအချမ်းတောင်းတာ Yes I think you should မင်းဝယ်တင်တယ်လို့ငါထင်တာပဲ I don't think ကြတော့ I don't think you should work so hard မင်းအဲ့ဒီလောက်ကြီးပင်ပန်းမှအလုပ်မလုပ်တင်ဘူးလို့ငါထင်တယ်လုပ်တင်တယ်လို့ငါမထင်ဘူးဆိုရင်တမျိုးကြီးเนาะအတိတ်ပဲဟုတ်တယ်မလား You should work so hard ဘာသာပြန်ကြည့်မင်းဒီလောက်ပင်ပန်းမှကြီးအလုပ်လုပ်တင်တယ်လို့ I don't think ငါမထင်ဘူးအဲ့လိုက
ကလေးတို့တပည့်တော်တော့မြန်မာစကားမဆန်ဘူးထင်တာပဲဒီလောက်ပင်ပင်ပန်းပန်းလှုပ်တင်တယ်လို့ငါမထင်ဘူးလို့ပြောတာတဲ့ဒီလောက်ပင်ပင်ပန်းပန်းမလှုပ်တင်ဘူးလို့ငါဟုတ်ပြီနော် I don't think it is a good idea အဲ့လိုလှုပ်တာကောင်းတယ်လို့သူမထင်ဘူးနော် I don't think we should go yet ငါတို့သွားဖို့မလိုသေးဘူးလို့ထင်တယ် It's too early စောလွန်းနေသေးတယ်မိကွန်းကြတော့ Do you think should Do you think I should buy this hat ဒီအောက်ထုတ်ကိုဝယ်တင်တယ်လို့မင်းထင်သလားအဲ့တော့ဒီအောက်ထုတ်ကိုမင်းဝယ်တင်တယ်လို့ငါဝယ်တင်တယ်လို့ထင်သလားဆိုရင်ပြောတဲ့လူက I think you should buy this hat မင်းအဲ့ဒီအောက်ထုတ်ကိုဝယ်တင်တယ်လို့ငါထင်တယ်ဒါဝယ်ဖို့အကြံပေးတာ I don't think you should buy this hat ဆိုရင်သူကမဝယ်ဖို့ပြောတာမြင်နေနော်မြင်လားမျက်စိတည်းမြင်လားနည်းနည်းလေးမှားမှာဆိုလို့ပြန်ပြောမယ်နော် Do you think I should buy this hat ဆိုတာကိုဖြေတဲ့လူက I think you should buy I think you should buy this hat đúng không I don't think I think you should buy this hat ね I don't think you should buy this hat ဟုတ်ပြီနော် I think you should buy this hat ဆိုရင်ဝယ်ရင်ဝယ်ပြန်ပြီးလား I don't think ကြတော့မဝယ်ဘူး What time do you think we should go home Do you think we should go home ကမေးခွန်းဖြစ်သွားပြီဘယ်အချိန်သွားပြန်တင်တယ်လို့ထင်တယ်လဲလို့မေးတာမ What time လို့ထည့်လိုက်တော့ What time do you think ဟုတ်ပြီနော် What time do you think must is stronger than should ဒါကနာပြောခဲ့ပါပြီ must က should လေတံပြင်းတယ် It's a good film you should go and see it should ဆိုရင်လေတံပြောတာ It's a fantastic film you must go and see it အဲ့မှာ तू ကပိုသိတာပြောထားတာ good လို့ပြောတာတော့ကောင်းတဲ့ရုပ်ရှင် fantastic ကအတော့ကိုကောင်းတဲ့ရုပ်ရှင်ဟုတ်ပြီနော် fantastic ဆို very good လို့ပြောတာ you must go and see it Another way to say should is ought to should ကိုသုံးမဲ့အစား ought to ကိုလည်းသုံးလို့ရတယ်နော်အတန်ဘက်က ought to ဆိုကြည့်ရအောင် ought to ought toအဲ့တော့ you should you ought to you should you ought to ဟုတ်ပြီနော် she should she ought to they should they ought to do ပဲIt's a good film. You ought to go and see it. You should go and see it. You ought to go and see it. I think Lisa ought to buy some new clothes. Lisa should buy some new clothes. Okay. Exercise ကြည့်ရအောင် Complete the sentences ဝါကြတွေကိုဖြစ်မယ် Use you should this verb. You should ကိုပဲသုံးပြီးအကြံပေးမယ်လုပ်သင့်တယ်ပေါ့ Eat, go, take, visit, watch, wear. When you play tennis, you should watch the ball. ဒါကနာတွေ့ခဲ့ပြီးသားပါ tennis ရရင်ဘောလုံးကိုကြည့် It's late and you are very tired. နောက်ကျနေပြီ and you are very tired. မင်းလည်းအတော်ပင်ပန်းနေပြီ Go to bed. you should go to bed You should go to bed. You should go to bed. Number 3, plenty of fruit and vegetables. အသီးတွေအများကြီးအသီးရွက်တွေအသီးရွက်တွေအများကြီးမင်း you should eat စားတင်တယ် If you have time အချိန်ရှိတယ်ဆိုရင် the science museum သိပ္ပံပြတိုက်ကို You should visit science museum သွားလေတဲ့နဲ့ It's very interesting အတော်စိတ်ဝင်စားတရားကောင်းတာ When you are driving သင်ကားမောင်းလို့ရှိရင် a seat belt you should wear ငုံကပတ်နော် You should
where Where seatbelt. seatbelt. It's too far to walk from here to the station. အခုဒီကနေပြီးတော့ဘာလို့ဘူတာယုံကိုလမ်းလျှောက်ဖို့အတော့ကိုဝေးတာကွာ You should take a taxi. You should take take a taxi. take ခဏလေးနော်ဒီဟာလေးမေ့သွားမှာဆိုလို့ပို့လိုက်ပါအောင် Hobby. Write about the people in the pictures. The phonema bare lude jango. We can on it. Use he or she shouldn't. Malokte musura go pyome. So editor. You watch TV too much. Men got TV go yanchi da be kwa. You eat too much. Me ale da asa jida be. You walk too hard. Man, look at look lone be member man in the logi. You drive too fast. Man, farm come on now, mian lone. Any man, Lone. two go down a guy. Pit in that bore the boss. You watch TV too much. The cheat in that lone lupura. Eat too much gale. Sad in that lona. Walk too hard gale. Look in that lona. Drive too fast gale. Mian in that lona. Ne? Okay. Erago, she shouldn't watch TV so much. Adi lauchi machi demu. You watch TV too much, menchida, mialo ne. She shouldn't watch TV so much. Adi lauchi machi demu. shouldn't The majara, you eat too much. Mensara, mialo ne no. Wapa maloteng. He shouldn't. you shouldn't eat too So much. Adi lauchi. so much Adi lauchi. much Number 3. She shouldn't She shouldn't walk walk so much. so hard. so hard Shouldn't walk so hard. Adi lauchi pe me mama me lo tin bu. You shouldn't You shouldn't drive so much. so hard. Okay. You're not sure what to do, but lo tin ne so da me ma ti ma cha phit. So you ask friend. Tinga yin tia ko me me ro da. Right questions. Me ko ni tu ko me de me ko ni me yi me de. With do you think I should? Nga lo tin ne in the last so da ni sa. You are in a shop. Sign the sign name. You are trying on a jacket. Try on the which you are trying on a jacket. Jacket the cool. Do you think I should buy this jacket? Buying don't know. I should buy this jacket. You can't drive. Gaga mamount. Learn. Then the la lumima. Do you think I should? I should learn. I should learn. I should learn to drive. You don't like your job. A logo, get another job. The child look young. the child The child logo young is right. Child look young. Do you think Do you think I I should? should get another job? I should You are going to have a party by the Virgin Bamalu. Invite Gary. Gary go pay them a pay them. Do then I Do should then I should invite Gary. Do you think I should invite Gary? Invite? Look in there, look. okay 32.4 Jara. Write sentences with I think I should. I think you should. I don't think I should. I don't think you should. Look in there, look in there, look in there, look matimbu. We have to get up early tomorrow. Nepanga so time. Go home now. Go aim piano. Dina go shinji. Go aim piano. Then there, look in I think we should go home now. This coat is too big for you. The go in you got too big. Jidena de bujin the main to a G London.
buy it ဝယ်တဲ့နဲ့ထင်မဝယ်သေးဘူးထင်တယ်နော်အဲ့တော့ I don't think you should I buy don't think right. you don't need your car မင်းကလိုမှမလိုပဲ sell it ရောင်းပလိုက်တာ ရောင်း I I think think you should. I don't I think you should sell it ရောင်းချင်တယ် Say. you should sell it Now Karen needs a rest. Karen ကနားဖို့လိုတာတဲ့ Have a holiday. I think la I don't think la. နားဖို့ နားဖို့ need a rest ကနားဖို့ have a holiday ကအားလည်းရခီးသွားတာ I think she should I don't think she should should. I think I think she should have a, should နော် have a holiday. I don't think she should have a holiday ဆိုရင်အားလည်းရခီးသွားတင်တယ်လို့ငါမထင်ဘူးဆိုရှိရပါလေ Karen ကနားဖို့လူနေတယ်နော်သူအားလည်းရခီးသွားတင်တယ်လို့ငါမထင်ဘူးစန့်ကျင်ပဲကြီးလေ Sarah and Dan are too young. Sarah နဲ့ Dan တို့ကငယ်လွန်းသေးတယ် Get married အိမ်အောင်ပြု I don't think I don't I don't think I don't you think should you should get married they should get you married. should get You're not married well this morning You're not well this morning မင်းဒီမနေ့သိနေမကောင်းလေ Go to I work. don't think I you don't go think to you work should go to work I don't think you should go to work you James should go to work isn't well today James ကဒီနေ့နေလို့မကောင်းဘူး Go to the top I think you should go to the I top. James, don't need to go go to to the the doctor. I think he doctor should go to the doctor. The hotel is too expensive for us. Hotel ကငါတို့အတွက်ဈေးကြီးလွန်းတယ် I don't think I don't think I don't think- I don't think you Stay there. You stay there. we stay there မတို့လို့ပြောတာ I don't think we should stay there. you should You should stay. stay Hey, what do you think? မင်းဘယ်လိုထင်တယ်လဲ Write sentences with should. I think everybody should learn another language. လူတိုင်းကတခြားဘာသာစကားတစ်ခုသင်သင့်တယ်လို့ထင်တာပဲတဲ့ I think everybody ဘာဖြစ်တယ်ဒီဘက်လုပ်တဲ့နေတယ်လို့ဒီခုစဉ်းစားကြည့်အောင် Everybody should ပါလို့ We should eat healthy food. Eat healthy food. Yes. Everybody should eat healthy food. ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားတဲ့နဲ့ Everybody do exercise. လေ့ကျင့်ခန်းလုပ်တဲ့နဲ့တင်တာပဲဟုတ်ပြီနော် I think I don't think ကိုစဉ်းစားကြည့်အောင်နံပါတ်၄ I don't think everybody ဒီမှာတော့ anybody ဖြစ်တယ်ဒါလေးတော့တပည့်တော့သိသားပဲတပည့်တော့မကောင်းတဲ့အကျင့်တစ်ခုကိုမလုပ်သင့်ဘူးလို့ပြောကြည့်တယ်မှာ I don't think I don't think you smoke. you smoke like you smoke လား ပြောမှသိတယ် I don't think you should smoke ဟုတ်ပြီနော်ဒါပါတော့ I don't think you should smoke in this room ဒီခန်းထဲမှာဆက်လက်မတောင်းသင့်ဘူးထင်တာပဲဟုတ်ပြီနော်အဲ့လိုသဘောမျိုးလေးအဲ့တော့အဲ့ဒါတွေ I think I should ဆိုကိုယ့်အကိုဒါဆိုရင်ကိုယ့်အကိုထင်မှာဆို I think I should go to bed early I should go to bed early tonight ဒီနေ့ညနေဒီနေ့ညအေးရစောစောဝင်တင်တယ်ထင်တာပါပဲဒါလေးတော့မောင်ကြီးကျန်းတို့ဘယ်လိုထင်လို့သုံးနေရီတော့ကိုယ်တော့
အဲ့ဒါဒီလိုလုပ်ပါလားစိတ်ဝင်စားလို့ရှိရင်နှစ်ကြောင်းသုံးကြောင်းလောက် I think I don't think do you think I think I don't think ရဲ့ကိုပဲအရင်ရေးကြည့်ပါနော် I think I should ဒါမှမဟုတ် you should စသည်ဖြင့်ဝါကြာလေးတွေရေးပြီးတော့ Telegram ကနေပို့တာဆရာပြင်ပေးမယ်နော်အဲ့ဒါလေးလုပ်ကြည့်ပါ ဟုတ်ဆရာ Okay တကယ်တော့ဟိုလိုမျိုးစိတ်ဝင်စားရင်ဆရာပြင်တရားတော့မလို့မင်းတို့ AI ကိုမေးလို့ရတယ်ဒီဒါကြောင့်ရေးပြီးပြင်ပေးစမ်းမှသူပြင်ပေးမှာပေါ့ဘာဖြစ်လို့မှားလဲဆိုတာအဲ့ဒါလည်းတစ်မျိုးတောင်ကောင်းသေးသူကမှားတာဘာဖြစ်လို့သူကပြောပြလိမ့်မယ်နော် ဆရာ AI မားတယ်ဘာရောရှိဘူးလားဆရာ ပါတယ် AI ကလေသူအဲ့တင်းတဲ့ဟာရောဟိုမားတယ်ဘာသူဟိုထွက်တာမရှိဘူးလားဆရာ AI ကလေ AI ကလားရှိတာပေါ့ဒါပေမဲ့ဒီလောက်လွယ်လွယ်လေးတော့သူတို့မမှားဘူးရဲ့မှားတာကဘယ်လိုမျိုးမှားတတ်တယ်လဲဆိုတော့သူဟိုစာရီမေးတဲ့အခါမျိုးမှာသူရပါခုနှစ်ဘယ်နှစ်ခုနှစ်တုန်းကဘာဖြစ်ခဲ့တယ်လဲလို့မေးရင်နည်းနည်းမှားတတ်တယ် ဟုတ် နေမနေ့ကနေဦးစင်းတစ်ပါးနဲ့ပြောပြသေးတယ်ဦးစင်းတစ်ပါးက PhD လုပ်နေတာသူကဒီအချက်နဲ့ပတ်သက်ပြီးတော့ကျန်းညွှန်းရှာပေးသမ်းမှာဆိုပြီးတော့ပြောတော့ AI ကကျန်းညွှန်းနေနော်ဟို reference တွေပေးလိုက်တယ်အများကြီးပဲတယ်အဲ့ဒါတွေအကုန်လုံးကိုသူကဟုတ်ပြီးအောင်မေးလို့ပါကူးပြီးတော့လေးလာမယ်ဆိုပြီးတော့တကယ်ကျန်းနေကြည့်လိုက်တော့တစ်ခုမှမတူဘူးရှာလို့မတူဘူးအဲ့လိုပါဖြစ်သေးတယ်နော်ဒါပေမဲ့ तू ကတော့တဖြည်းဖြည်းနဲ့တော့တိုးတက်တာတော့ကွအရင်တော့ဆိုလို့ရှိရင်တို့မြန်မာလိုစကားလုံးတစ်ခုကိုဟိုမေးလိုက်လို့ရှိရင်ဥပမာဟိုလေပေါ်တယ်ဆိုလို့လေပေါ်တယ်ကိုအင်္ဂလိပ်လိုဘယ်လိုပြောတယ်လဲလို့လေပေါ်လို့ရေးလိုက်ရင်လေကို तू က air လို့ပြောပေါ်ဆိုတာကို तू ကပြူးတာတွေပါ foolish တွေပါလို့ရှင်လုပ်နေတယ်ဟုတ်ပြီတတ်စားခြင်းတော့ဒါပေမဲ့အခုကျတော့ तू ကမြန်မာစကားကိုလေးနှက်ဆက်ဆက်သိလာတော့လေပေါ်တယ်ပါညာဆိုရင် talkative တို့ပါလို့စသည်ဖြင့်တန်းပြီးတော့ပြောနိုင်တယ်ဒါပေမဲ့အမှားမရှိဘူးရှိတယ်အမှားကတော့အတော့ကိုနည်းသွားတယ်တော့ရှိပါတယ်ဒီလောက်ဟာလေးတွေကျွန်တော်တို့ဟိုလုပ်လို့ရတယ်မေးကြည့်လို့ရတယ်သူကြပါတော့အခုတရားမေးလို့ရှိရင်10ခုလောက်မှားတယ်ဆိုတော့ဒါပြဿနာမရှိဘူးနော်အချိန်ဥမာဆရာဆိုလို့ရှိရင်ဆရာကိုမေးမယ်ဆိုရင်အာနာနေတာနဲ့တွေ့တဲ့အချိန်နေတာနဲ့အချိန်မလောက်တာနဲ့ဟုတ်ပြီနော်ဒါမျိုးတွေကရှိတယ် AI ကြတော့မင်းတို့အတွက်ကအမြဲတမ်းအသုံးရှိနေတာကိုမေးတဲ့အချိန်ဘယ်လိုမေးလို့ရတယ်မေးရတာတန်းလာဆရာဆိုလို့ရှိရင်ကွန်ပျူတာပေါင်းတရားပါညာပြောပြီးထသွားသေးတယ် AI ဆိုတော့ဘောက်ကိုဖုန်းပိတ်ပြီးထသွားတယ်သူကစိတ်ဆိုးတာမဟုတ်ဘူးအဲ့ဒီတကူကတော့ကောင်းတယ်ကွနော်အသုံးချကြည့်ပါဟုတ် parent needs a rest ဆိုတဲ့ဥစ္စာကိုဒီစာကြောင်းလေးရိုက်ပြီးတော့ need a rest ဆိုတဲ့နောက်မှာနောက်ထပ်ဟိုဟာလေးတွေ buff phrase လေးတွေပေးပါလို့ပြောလိုက်ရင်သူက need a rest တို့ need some medicine တို့ need a holiday တို့ဘာလို့ညာတော့သူအများကြီးလျှောက်ပြောလိမ့်မယ်အဲ့ဒါတွေကကိုယ့်အတွက်လေ့လာစရာဖြစ်တာပေါ့နော်ဒါမျိုးလေးလုပ်သွားပါဒီခါလေးပြင်းလို့ရှိရင်အပြင်းပြေသူနဲ့စကားပြောကြည့်လို့ရတယ်let's have a chat လို့ပြောလိုက်ရင်သူကလည်း okay ဆိုပြီးတော့ပြန်ပြောလိမ့်မယ်နော်ပြန်ပြောရင်ကိုကသူ how are you ဆိုသူကလည်းပြန်ပြောကိုပြောတဲ့အပေါ်မှာမူတည်ပြီးတော့သူကလည်းပြန်ပြောကြည့်လိမ့်မယ်အဲ့တော့ဒီမှာကိုယ့်ရဲ့ level ကဘာ level လဲ elementary ဘာညာ A1 တို့ B1 တို့စသည်ဖြင့်အဲ့လိုမျိုးလေးအဲ့ level ပြန်ပြောပါဆိုသူကဝေါဟာရကိုနည်းနည်းလေးနှိမ့်နာမြင့်နာလုပ်ပေးလိမ့်မယ်နော်အဲ့ဒါလေးတွေစကားပြောလေ့ကျင့်လို့ရတယ်အတန်းနဲ့ပြောစာရေးပြီးတော့ပြောပြင်းရင်အဲ့ဒီပြဟာလုံးမယ်စာအဲ့ဒါလေးတွေလုံးနေလိုက်နော် Okay ဒါဆိုဒီနေ့ပေါ့ Good night Yeah. Thank you, sir. Thank you see you Tuesday See you.